လာပါခြင်းနဲ့မိနာကိုပဲဖြစ်ပါတယ်ဒီတောင်လေးကိုခေါ်ပြမှာဖြစ်ပါတယ် Strawberry Fruit တောင်ပေါ့လိုင်းရနေတဲ့ဖြစ်ပါရှင်ပြောရင်းစားကြမိနာကိုရဲ့ channel လေးကိုလိုက်ဆက်ပါလေးပြောပြလို့ပြောပြကြလိုက်ဆက်ပါလေးလုပ်ပြကြပါလို့ပြောချင်ပါတယ်ဒီတောင်လေးကအရင်နဲ့ခုံလို့ကောင်းပါတယ်မခတ်ဘူးပေါ့နော်ရန်ခုံလို့ကောင်းပါတယ်ရှင်လုံးဝလည်းပြေးကြဖို့အချိန်ကြီးခက်တဲ့ဟာလေးမပါဘူးပေါ့နော်ဒီအကုန်လုံးကလွယ်ပါတယ်စိတ်လောပြီးခေါ်နေပြုတ်ကြတယ်ပေါ့နော်အဲ့ဒါမဆိုလည်းချစ်ဖို့ကောင်းအပေါ်ခုံတက်တဲ့ဟာစားရမယ်အရင်ချစ်ဖို့ကောင်းပါတယ်တွေးရဒီမှာဆိုတွေးရအောင်နော်တွေးရရပေါ့နော်သူကဒါမခံမတော့ဆိုသူကဟင်းကလေးပေးထားတယ်ပေါ့နော်အဲ့နေတော့လို့ရပါတယ်ဒီရှုပ်ကင်းနဲ့ဟင်းပေးထားဒီရှုပ်ကင်းနဲ့ဟင်းမပေးထားဘူးပေါ့နော်အဲ့လိုမျိုးလည်းရှိပါတယ်ရှင်ဟင်းမပါဘဲနဲ့အဲ့ဒါဘလို့ခွဲခြားရလဲဆိုတာသိချင်လဲကောမအောင်မှာရေးခဲ့လို့ရပါတယ်အဲ့အတွက်တက်ဗီဒီယိုတစ်ပုဒ်တင်ပြပါမယ်ရှင့်ဟုတ်ကဲ့ကျွန်တော်အရင်ခုံလို့ကောင်းပါတယ်တူတူလည်းခုံလို့ရပါတယ်ရှင့်အကောင့်လေးတွေလည်းအဲ့လိုရပါတယ်နော်တူခုံချလို့အကောင့်လည်းအဲ့လိုရပါတယ်ရှင့်အကောင့်လည်းလက်ခံပါတယ်နော်အကောင့်နာမည်လေးလည်း comment အောက်မှာမှတ်ပေးလို့ရပါတယ်ဗီဒီယိုကြည့်ပြီးဆိုရင် like လေးတွေပေးကြပါရှင့်တင်တာကတော့ TikTok မှာမတင်ပါဘူး YouTube မှာတင်ပါတယ်ကြည့်လို့ဆိုရင် like လေးပေးခဲ့ကြပါလို့ပြောချင်ပါတယ်ဒီတင်အောင်ခေါ်လို့ဆိုပြီးမှလေးကားလေးပေးထားပါတယ်ကျန်နေခုံလိုက်ပါမယ်ပြောစရာရှင်သူ့ဖောင်တာနဲ့ပဲတော့ခုံနာခုံတက်တယ်ပေါ့နော်ဒီကြောင်အားကြောင့်လည်းလုံးပြောပါမယ်ရှင်ခုံတက်ပါတယ်ဒါမှမဖြစ်လို့ပါအလုံးထင်ကြပါရဲ့ရှင်ခုမှအကောင့်လေးကစဖွင့်တာဆိုတော့ဗောနော် like ကလေးလည်းနည်း view လေးလည်းနည်းပါရှင် subscribe လေးလည်းနည်းပါလေ subscribe ဆိုရင်17ယောက်ပဲရှိတယ်ပေါ့နော် like ဆိုရင်လည်း view မှာ1ယောက်2ယောက်လောက်ပဲပြီးရနော် view ကတော့နည်းတယ် view ဒီမှာ view ကတော့ view များတယ်ပေါ့နော်အားဒီမှာကြိုက်like အနည်းဆုံးကတော့ like နည်းပြီးတော့ view များတယ်ပေါ့နော်ဖြစ်တာပါမတန်းလေးရှိပါတယ်ကြီးပြပါမယ်ရှင့်11ဆိုစီလို့ရစေခါလေးပါနော်စီပြတော့ပါမယ်ရှင့်ဒီရွှေဟိနောက်ထပ်ဘေတာဝါလေးခုံပြမလဲဆိုတော့လေမန့်ခဲ့ပြကြပါလို့ပြောချင်ပါတယ်ခုမှမြတ်ကိုရဲ့အကောင့်ထဲမှာတော့ friend ကဟိုဆိုရင်မြတ်ကိုအကိုရဲ့အမရဲ့ဘေးတင်တယောက်ရဲ့ဆိုရင်4ယောက်လောက်ပဲရှိရပါအဲ့လောက်ပဲရှိပါတယ်4ယောက်လောက်ပဲရှိပါရှင်အဲ့ဒါကြောင့်လည်း friend လေးတွေထပ် add ချင်တယ်ဆိုလည်းရပါတယ်နော်YouTube comment မှာလည်းအကောင့်နာမည်လေးမှတ်ခဲ့ပြကြပါပြီးတော့တပုတ်ကြည့်ပြီးတိုင်း comment လေးပါလည်းမှတ်ခဲ့ပြကြပါလားလို့ comment မှတစ်ခါမှမကြုံဘူးလို့ပါဒီတော့အခုမှတော့မဟုတ်ခုံတော့ခုံပြီးဒါပေမဲ့အစားဆုံးထိခုံဘူးဘာလို့လဲဆိုတော့မအားတော့မခုံဘူးဆိုတော့ဒီမှာလည်းဟင့်ကလေးပေးထားပါတယ်ချစ်စရာလေးကျုံရောက်နိုင်သွားပါပြီချစ်စရာလေးကြည့်လားအပေါ်မှုတ်ကလေးဖြူပေးတာကြည့်လားကလေးလားမသိစားကြင်ရကမအပြင်မှာလည်းစားကြင်ရကောင်းပါ
Okay ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲ bye bye နောက်တဲ့ဗီဒီယိုမှာပြန်တွေ့ကြပါမယ်နော်